အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဘေးလက္ခဏာဟောတဲ့ဦးကျော်ဆိုလင်းဖြစ်ပါတယ်ကျွန်တော်ယခုဖော်ပြမယ့်အကြောင်းအရာလေးကတော့မိတ်ဆွေတွေရဲ့လက်ဖွားပြင်ကိုကြည့်ပါမိတ်ဆွေတွေရဲ့လက်ဖွားပြင်ပေါ်မှာနှလုံးလမ်းကြောင်းကရှည်လျားပြီးတော့ဖြောင်းနှမ်းနေပါကဒီလိုနှလုံးလမ်းကြောင်းပါရှင်တွေကသဘောပြုဦးစင်းတဲ့လုံးသားပါရှင်တွေဖြစ်ပါတယ်ခင်ဗျာချင်းမြူဆိုရင်လည်းရိုးရိုးသားသားနဲ့ချစ်သူကိုတန်ဖိုးထားပြီးတော့တွေ့တာမျက်နှာတက်တဲ့အလုံးသားပါရှင်တွေဖြစ်ပါတယ်ဗျာနော်တယောက်ဆိုတယောက်ပတောက်ဆိုပတောက်ဆိုပြီးတော့သစ္စာထားပြီးတော့မျက်နှာတန်ဖိုးထားပြီးတော့ချစ်တဲ့စိတ်ထားရှိရဲ့နှလုံးသားပိုင်ရှင်တွေဖြစ်ပါဗျာနော်ချစ်သူကိုပေါ်လေရိုးသားစွာချစ်မြတ်နိုးတတ်တဲ့သူမျိုးတွေလည်းဖြစ်ပါဗျာနော်ကျွန်တော်ရဲ့ဗီဒီယိုလေးဒီမှာပဲကျွန်တော်ညီကုန်းရှော့ပါတယ်ခုနှစ်သားလေးကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုယ်စိတ်နဲ့ကျမ်းမာချမ်းသာရှိရပါတယ်ကျွန်တော်တို့ဘေးလက္ခဏာဟောတဲ့ဦးကျော်ဆိုလို့ဖြစ်ပါတယ်ကျွန်တော်ဒီဘေးလက္ခဏာမျိုးရဆက်သွယ်လို့ပါကဖုန်းနံပါတ်099693ချင်းဆက်သွယ်လို့လည်းကောကျွန်တော်ရဲ့ account messenger မှာဆက်ဖြစ်ဆက်သွယ်လို့လည်းကောဘေးလက္ခဏာမျိုးရစုံစမ်းလို့ရပါခင်ဗျကျွန်တော်ရဲ့ဗီဒီယိုလေးကိုနှစ်သက်မှုရှိပါက like and share ပြုလုပ်ပေးကြပါကျွန်တော်ရဲ့ account လည်း follow လုပ်ပေးကြပါခင်ဗျာကြည့်ရှုပေးတဲ့သူတွေတဦးချင်းစီတိုင်းတယောက်ချင်းစီတိုင်းလည်းကျေးဇူးပကာရအထူးလည်းတင်ရှိရပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးဒီမှာပဲနေအောင်ချို့ပါတယ်ခင်ဗျာခုနှစ်သားသမီးမိတ်ဆွေများလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာရှိကြပါစေကောင်းကျိုးလူရပြည့်စုံကြပါစေခင်ဗျာ